3ဆောင်မအောင် 3ဆောင် အခုလိုမျိုး coffee ဆိုင်ရုံဖွင့်ဖို့ကျွန်တော်အချိန်အကြာကြီးစောင့်ခဲ့ရတာအခုတော့ကျွန်တော်ရဲ့အိမ်မက်တွေကိုဒီ coffee ဆိုင်နဲ့ဖြည့်ဆည်းပေးလိုက်ပြီ sun on my neck kicks on the street အော်ရောက်ပြီလားမင်္ဂလာပါဒါကျွန်တော်ရဲ့ဆိုင်လေးပါကျွန်တော်ရဲ့ဆိုင်လေးနေကျွတ်ဆိုပါတယ်ဒါတော့ City Park ဝင်းထဲမှာရှိတဲ့ shop house မှာဖွင့်ထားတာဖြစ်ပါတယ်ကျွန်တော်ရဲ့ coffee ဆိုင်လေးကိုကျွန်တော်လိုက်ပြပေးမယ် no plans nowhere I gotta go wave at the girl with the pink hair ဒါလေးကဒီကျွန်တော်ရဲ့ဆိုင်ရဲ့အနောက်ဖက်ပေါ့နော်အနောက်ဖက်ဒါ kitchen area မှာဆိုဒီဖက်မှာ toilet ရှိနေ toilet လေးရှိမယ်ပြီးတော့ဒီနေရာမှာတခြား space လေးပေါ့နော်ဒီနေရာမှာတော့တခြားအရာတွေဇပွဲထားလို့ရအောင်မယ်ဆင်းနေထားလို့ရအောင်မယ်ပြီးတော့ဒါ back ရောက်ချစ်စရာလေးလာကြည့်အော်ဒါနဲ့ကျွန်တော်အပေါ်ထပ်မှာလေအခန်းတစ်ခန်းရှိသေးတယ်ကျွန်တော်လိုက်ပြပေးမယ်ကျွန်တော်လိုက်ပြပေးမယ်ဒါလေးကတော့ကျွန်တော်အခန်းမှာဒါပထမဝင်တာနဲ့ဗီဒီယိုရှိတယ်ဗီဒီယိုဆိုကျွန်တော်တို့အဝတ်အစားများလာတယ်ဖက်နက်တွေပါထားလို့ရတယ်ဆိုဗီဒီယိုကတော်တော်လေးကြီးကျယ်လေးထပ်ထားတယ်ဒီဖက်တော့ဒါရေချိုခန့်အင်တာပေါ့နော်ရေချိုခန့်အင်တာပြီးတော့ဒီခန်းထဲဝင်လာလိုက်လို့ရှိရင်ဆိုဒီမှာအကျယ်ကြီးပဲကျွန်တော်တချင်းတွေပါဆိုလို့ရတယ်ကလို့တောင်းရတယ်ဒီနေရာမှာဒါတော့ဝရန်တာလေးပါပြန်သွေးပေးထားဒါတော့အရှိဘက်ပေါ့နော်အရှိဘက်ဆိုတော့တခုဆိုအရှိကိုတစ်ခါကြည့်လို့ရတယ်အဓိကကောင်းတာတော့ဒါအခြေကြီးပဲပြီးတော့ဟိုဘက်မှာတခန်းရှိသေးတယ်ဟိုဘက်မှာလည်းအခန်းအသေးပေါ့နော်ဒါတော့အခန်းအခြေဒီမှာတော့ဧည့်သည်တွေပါလေအိတ်လို့ရတယ်ကိုယ့်ရဲ့ဧည့်သည်တွေလာလို့ရရင်မိသားစုတွေလာလို့ရှိရင်ဆိုဒီမှာသိလို့ရတယ်ဒီဘက်မှာလည်းဝရန်တာသွေးထားသေးဝရန်တာရှိရဒီဘက်လည်းတော့စိတ်ငြိမ်နေလို့ပြောလို့ရတယ်တိတ်ဆိတ်နေအေးဆေးနေလို့ရတယ်ချင်းမှန်မှာဆိုရာဒီဥစုအေးလို့ရှိရင်ဆိုဒီမှာအေးဆေးလာချင်းလို့ရတယ်ဒါလေးကတော့ကျွန်တော်ရဲ့ shop house ကိုကျွန်တော်လိုက်ပြပေးရဖြစ်ပါတယ်ဆိုတော့အခုလိုမျိုးကျွန်တော်လိုမျိုး coffee ဆိုင်လေးနဲ့တပုံစံနဲ့တူတဲ့ပုံစံလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ချင်းမိုင်ထင်းမဆက်သွဲဖို့အားလုံးဖိတ်ခေါ်ပါတယ်